ဆန္ဒယူလာခဲ့အာတီကာရဲ့အဆုံရှိရဲ့တိုက်2လားတိုက်3လားတိုက်4လားတိုက်Dလားညီမလေးတို့ MGC Auto မှာဒီစိမ့်မှာတစ်ခါသာလာဆုံးနဲ့အာတီကာ4 series လုံးနဲ့ GVO လေးမှာမိတ်ဆက်ပေးမှာပဲဖြစ်ပါရှင်အာတီကာတိုက်2လေးရတော့မော်ရီရအနေနဲ့ဆိုရင်2018မော်ရီလေးတွေပဲဖြစ်ပါမယ်အင်ဂျင်ပါဝါဆိုရင်လည်းသူက 1.4 ရှိရဲ့အတွက်ကြောင့်မို့လို့စီစားကလည်းပို့ပြီးတော့တက်တာမယ်ဘတ်ဂျက်နည်းနည်းနဲ့ခုံသုံးနဲ့စီးကျင်တဲ့လူတွေအတွက်ဆိုရင်တော့အာတီကာတိုက်2လေးတွေကိုညီမလေးက recommend ပေးပါရှင်တိုက်3အာတီကာတိုက်3လေးရတော့မော်ရီရတော့2019မော်ရီဖြစ်ပါမယ်ရှင်သူကတော့အင်ဂျင်ပါဝါ 1.5 ဖြစ်သွားမယ်ဒါနဲ့စီစားနှုန်းတက်တာပါတယ်အာတီကာတိုက်4ကတော့မော်ရီရအနေနဲ့ဆိုရင်တော့2020မော်ရီဖြစ်နေသူ့ရဲ့အင်ဂျင်ပါဝါလည်း 1.5 ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့စီစားတက်တာပါမယ်ရှင်တိုက်3နဲ့2နဲ့ကတော့အရွယ်စားတူတူပဲဒါနဲ့တိုက်4မှာဘာလေးအားသာသွားလဲဆိုရင်တော့သူ့ရဲ့ air con ကချစ်ချစ်တဲ့ air con လေးဖြစ်သွားပြီဖြစ်ပါရဲ့ရှင်ဒီဟာလေးကတော့နောက်ဆုံးထွက်ရှိထားတဲ့တိုက်ဒီလေးပဲဖြစ်ပါရဲ့ရှင်သူကတော့ battery 1 watt C 1 watt hybrid ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့စီစားပိုတက်တာမယ်အရှိရှဲလေးတွေပြောင်းသွားမယ်မော်ရီဆိုလို့ရှိရင်လည်း2024ရာနေစပြီးတော့ထွက်တာမို့လို့တခြားကားတွေထက်မော်ရီမြင့်သွားမယ်ပြီးရင်အတွင်းကန်းထဲမှာဆိုလို့ရှိရင်လည်း digital time quad တွေပြောင်းသွားမယ်ပြီးရင် Apple CarPlay Android Auto တွေပါလာတဲ့အတွက်ကြောင့်မို့လို့ function မှာအသားပေးတဲ့သူတွေအနေနဲ့ဆိုရင်တော့တိုက်ဒီလေးကိုရွေးဖို့ recommend ပေးပါရရှင်လေးစီးလုံးပါဆိုရင်မြန်မာနိုင်ငံကြိုက်ကာလာဖြူဖြူတက်တန်လေးဖြစ်တဲ့အပြင်မှာရန်ကုန်လိုင်စင်လေးနဲ့ရမယ်ကားလေးဖြစ်တဲ့အပြင်အယိုးစစ်တိုက်ခတ်ကင်းကြောင်းလည်းညီမလေးတို့ MGC Auto ကနေ 100% အာမခံပါရဲ့ရှင်ကားလေးစီးလုံးဟာကားကောင်းကန်းသက်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမလေးတို့ MGC Auto မှာ install ရှိအောင်ပတ်စံယူလာပြီးအញ្ញံလှမ်းလာခဲ့လိုက်တော့နော်ကျေးဇူးတင်ပါတယ်နောက်ပြီးမှပြန်တွေ့မယ်ဘိုင်ဘိုင်